ရှင်ကျမတိတ်ခါကိုမစော်ကားနဲ့ကျမအလုံးလုံးနေတာဟုတ်ကဲ့အဲ့ဒီအရာကမနေ့ဖန်ရောက်မယ်နော်ဆိုင်ကအဲ့ရှင်နော်ကိုဟုတ်ကဲ့မှတ်ထားလိုက်ပါမယ်နော်ဟုတ်ကဲ့ဘိုင်ဘိုင်ငါကြည့်နေကြပြီအဲ့ကောင်ချေတော့နင့်ကိုဖုန်းဆက်တာဘာသဘောလဲအော်ယောက်ျားရဲ့သူကဝယ်သူလေးဆက်မှာပေါ့ပစ္စည်းအကြောင်းလေးမေးတာပါယောက်ျားရဲ့မေးသေးဆိုလည်းချက်ပေါက်မှာမေးလို့ရတာပဲသူများလည်းဒီတိုင်း online မှာချက်ပေါက်ကနေပဲရောင်းနေကြတာညောင်းနေရမှာဘာလဲဘာဖြစ်နေကြတာလဲဟမ်ငါပြောပြစမ်းပါဦးကိုမွန်ကြီးရှင့်စကားကဘယ်ထိရောက်သွားပြီဆိုလားရှင်သိရဲ့လားရှင်ကျမတိတ်ခါကိုမစော်ကားနဲ့ကျမအလုံးလုံးနေတာရှင့်ကိုတစ်ဖက်တစ်လမ်းကနေကူညီပြီးစီးပွားရှာပေးနေတာရှင်ကျမတို့ဒီလိုစကားမျိုးမပြောသင့်ဘူးနော်မပြောသေးချင်မပြောရအောင်နေလေဝယ်သူတွေဖုံးဆက်လာလို့ရှိရင်ဖုံးကန်ရမှာကျမတို့တောင်းဝန်ပဲလေပစ္စည်းတစ်ခုရောင်းရဖို့အတွက်အာပေါအောင်ဘလောက်ထိကျမတို့ပြောရလဲဆိုတာရှင်မနားမလဲလားရှင်မသိတာတော့ဆမ်းပါဝယ်သူယောက်ျားတွေဖုံးဆက်တာအဲ့လိုမျိုးပဲလိုက်ပြီးတွင်နေမယ်ဆိုလို့ရှိရင်ရေရှည်မှာဒီအလုပ်လုပ်ဖို့အတွက်ကျမဘလို့မှအဆင်မပြေတော့ဘူးအဲ့ကြောင့်မို့လို့ရှင်ကျမရဲ့အလုပ်နားလည်ပေးပါလို့ကျမတောင်းဆိုပါတယ်ကိုမွန်ကြီးရဲ့ဘာမှပြောပါနဲ့ကျမဒီမှာဝယ်သူဖုံးဆက်လာပြီရှင်ကျမကိုဘာမှမပြောဘဲနဲ့တက်တိတ်လေးနေပေးပါနော်ရှင်မနာထောက်ချင်ဘူးမကြားချင်ဘူးဆိုလို့ရှိရင်ဒီနေရာထပ်သွားပေးပါကိုမွန်ကြီးရဲ့ကျမတောင်းမဲ့ပါတယ်နော်ကျမတောင်းမဲ့ပါတယ်အော်ဘာဖြစ်စီလေးမိုင်းရှင်လို့ပါလဲရှင်အော်ဟုတ်ကဲ့ရှိပါတယ်နေ့ဖက်ကိတ်ချပေးမယ်နော်ဟုတ်ကဲ့